ဆရာကြီးဥအောင်တဲ့ကပြောတယ်လူ၃မျိုးရှိတယ်တယောက်ကကိုမှားလို့မှားမှန်မသိနေတဲ့သူတဲ့အဲ့ဒါလူမိုက်နောက်နံပါတ်2ကကိုမှားလို့မှားမှန်သိသွားတယ်ကိုမှားနေကိုသင်္ကန်းသာယူနိုင်သွားတယ်ပေါ့အဲ့လူကလူလိမ္မာတယ်သူများအမှားနေသင်္ကန်းသာယူနိုင်တဲ့သူကျတော့ပညာရှိဖြစ်သွားကိုယ်တိုင်မှားကြည့်တရားမလို့တော့သူများအမှားနေသင်္ကန်းသာယူနိုင်တယ်မြတ်စွာဘုရားရှင်ကဒါကြောင့်ဇာတကမှာငါကိုယ်တိုင်တော့ဒီလိုမှားခဲ့တယ်ဟေးမင်းတို့မမှားရအောင်ဆိုပြီးတော့ဇတ်တွေဟောတာတာရကတွေနဲ့ပြအဲ့ဒီမှာဟုတ်တာပဲသူကတကယ်အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်ကြီးပဲငါတော့ဒီလိုကောင်းခဲ့တယ်ဟေးမိဘတွေပေါ့ငါဘလို့ဒီလိုကောင်းခဲ့တာဟာသဝနာတာမသတ်တို့ဟုတ်လားနန္ဒီယသတ်တို့အဲ့လိုမျိုးတွေပေါ့ဗျာပြောပြတာသူများကောင်းတာတွေကနေလေသင်္ကန်းသာယူလို့ရအတုယူလို့ရနော်လောကမှာကိုမှားလို့မှန်မှန်မသိနေရင်လူမိုက်ကိုမှားလို့မှန်မှန်သိသွားရင်လူလိမ္မာပဲသူများအမှားနေသင်္ကန်းသာယူသွားရင်ပညာရှိဒါကြောင့်စာများများဖတ်စာဖတ်တဲ့နေရာမှာတဲ့စာလည်းဖတ်ပါတဲ့လူလည်းဖတ်ပါတဲ့ဒါတော့အောင်သမားကြီးဥအောင်ပြောတာသူပြောတဲ့ဟာလေးသဘောကျလို့သူကပြောထားတာသိမ့်တရာနော်ညံထဲမှာလူဖတ်တာတဲ့စာဖတ်တာတဲ့စာဖတ်တာနဲ့လူဖတ်တာဘယ်လိုမျိုးပြောရလဲစာဖတ်တယ်ဆိုတော့စာတွေတဲ့အကြောင်းအရာတွေဖတ်တာပေါ့ဗျလူဖတ်တယ်ဆိုတာပတ်ဝန်းကျင်မှာတိုးတက်အောင်မြင်နေတဲ့သူတွေရဲ့အနေထိုင်ပြောဆိုအပြုမှုတွေကိုလေ့လာတာမြန်မြန်တိုးတက်ခြင်းလူဟာဖတ်သူဘလို့ဝိလဲဘလို့စားလဲဘလို့ပြောလဲဘလို့အားထုတ်လဲသူရဲ့ကြိုးစားမှုတွေတို့ကအတူတူစရာဖြစ်သွားတယ်ဒါကြောင့်စာလည်းဖတ်ပါလူလည်းဖတ်ပါစာဖတ်နည်း၃နည်းသူပြထားတယ်တစ်ခုက read yourself ကိုဖတ်နံပါတ်2က read the environment ပတ်ဝန်းကျင်ကိုဖတ်နံပါတ်3က read the situation အခြေအနေကိုဖတ်ရမယ်ကိုဖတ်ပတ်ဝန်းကျင်ကိုဖတ်အခြေအနေကိုဖတ်ကိုဖတ်အရှင်ဘုရားတို့ကအလုတ်လုတ်ခိုင်းလိုက်တဲ့အခါဘုဒ္ဓတနေတာအရှင်ဘုရားတို့မသိတာဘူးလားကိုယ်တိုင်သိရမှာနော်လူတွေကိုမသိဘူးကိုယ့်ရဲ့အရေးချင်းကိုသိဖို့လိုတယ်ကိုဘာတွေအားနေတာလဲဘာတွေအားသက်ချက်ရှိလဲ read yourself ကိုဖတ်မယ်နော် read the environment တို့ရွာလူတွေကဘယ်လိုလူတွေလဲအပြောခတ်တဲ့သူတွေလားအဆိုခတ်တဲ့သူတွေလားအလုတ်လုတ်ပြမှာသဘောကျတဲ့သူတွေလားတော့အတွေ့အကြုံရှိတဲ့သူလားရွာမှာအမျှော်မြင်ရှိတဲ့သူတွေကအတိုင်းဝိုင်းရဘယ်သူတွေတော့ဟုတ်လားအခုရှင်များတို့သတင်းသုံးပေါ်တွေကဘယ်နဲ့အခြေအနေရှိတော့ကြိုးစားတဲ့သူတွေလားကြိုးစားအားထုတ်မှုမရှိတဲ့သူတွေလား read the environment ပတ်ဝန်းကျင်ကိုဖတ်ရမယ်ဒါမြတ်စွာဘုရားရှင်ကဝိနည်းမှာလည်းပါတယ်သတင်းသုံးပေါ်9ယောက်ဆိုအဲ့ဒါဒီလိုအမြဲတမ်းကြည့်ခိုင်းနေတာပဲလေဘလို့သတင်းသုံးပေါ်တွေနဲ့ဒီတို့ကနေမှာလဲပတ်ဝန်းကျင်အများကြီးပြောင်းပေးနေတယ်ပတ်ဝန်းကျင်ဟာတတိယဆရာတဲ့ပါတယ်တော့ပတ်ဝန်းကျင်ဟာတတိယဆရာတဲ့ဗျာနော်မဟိလမုဂသတ်မှာဘာဖြစ်သွားစင်လိမ်မာကြီးမိုက်သွားတာလေစင်လိမ်မာကြီးရိုင်းသွားတာပါပတ်ဝန်းကျင်ကြောင့်ဗျာရှင်များတို့ကဝိနည်းလေးသားခြင်းဝိနည်းပတ်ဝန်းကျင်သွားအလိုရှင်များဝိနည်းလေးသားခြင်းလေးပေါက်သွားဒါကြောင့်ဒီတို့သူ့ရဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်လေကြည့်လေရှင်သာရိပုတ္တရာရဲ့နောက်ကြတာပါတော့ပညာရှင်